ကိုပြက်နဲ့ရှေ့ဆက်မဲ့ဘာစီလိုနာကိုပြက်နဲ့ရှေ့ဆက်မဲ့ဘာစီလိုနာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေကြိုဆိုလိုက်ပါတယ်ဘာစီလိုနာပရိသတ်တွေအတွက်ဒီညအညာစာပေးချိန်မှာအပတ်ပြေကြည့်ရှုရမယ့်ပွဲစဉ်တစ်ပွဲရောက်ရှိလို့လာခဲ့ပါပြီမြန်မာစံတော်ချိန်ည9:45မိနစ်မှာရှင်မြိုင်ကစားသွားကြမယ့်ဒီပွဲမှာတော့ Hansi Flick ရဲ့ဘာစီလိုနာတို့ဘလို့ခြေစွမ်းပြမလဲဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်လက်ရှိလာလီဂါဇက်ထိပ်မှာနေရာခိုင်မာအောင်ကြိုးစားနေတဲ့ဘာစီလိုနာအတွက်ဒီပွဲကအမခံလို့မရတဲ့ပွဲလည်းဖြစ်ပါတယ်ဒီယာဒီဘာစီလိုနာရဲ့ကစားဟန်ကတကယ်ကိုကြောက်ဖို့ကောင်းပါတယ်အထူးသဖြင့်လီဝန်ဒေါ့စကီရာဖီညာနဲ့လာမင်ရာမယ်တို့လိုတိုက်စစ်အတွက်အဖက်ကပြိုင်ဘက်ခန်းစစ်တွေကိုအဆွဲလွတ်လုပ်နေတာပါဟန်စီဖလက်လက်ထက်မှာဘာစီလိုနာကခန်းစစ်ကိုမြင့်တင်ကစားတာကိုတုံးပြီးပြိုင်ဘက်ကိုအသက်ရှူကျက်အောင်ဖိအားပေးကစားလေရှိတာကြောင့်လေဒီညမှာတော့ဂိုးပြတ်နိုင်မလားဆိုတာစောင့်ကြည့်ရမှာပါဒီပွဲမှာအဓိကကြည့်ရမှာကတော့ဘာစီလိုနာရဲ့လူငယ်အင်အားစုတွေပါပဲကွန်နမ်မှာပက်ထရီရဲ့ဖန်တီးပေးမှုတွေနဲ့အတူတောင်မန်ကရာမေရဲ့တဦးချင်းကြော်ဖြတ်မှုတွေကပွဲကိုအဆုံးဖြတ်ပေးသွားနိုင်ပါတယ်ပြိုင်ဘက်အသင်းကဘာစီရဲ့ဒီလိုတိုက်စစ်လှိုင်းတွေကိုဘလောက်ကြာကြာတောင့်ခံနိုင်မလဲဆိုတာကပွဲရဲ့အဖြေပါပဲအဓိကကစားသမားတွေကိုရှေ့တန်းတင်ထားတဲ့ဘာစီလိုနာကိုအိုဘီဒိုတို့ထိန်းကစားနိုင်ပါမလားဒါမှမဟုတ်ဂိုးတွေပဲပေးရမလားဆိုတာကတော့စောင့်ကြည့်ရင်ခုန်ရမယ့်ညတညလည်းဖြစ်နေပါတယ်ရှင်စွမ်းဆောင်ရင်ကောင်းနေတဲ့အပြည့်နဲ့မို့ဘာစီလိုနာတို့တတိုက်ဂိုးမိုးယူရမယ့်ညတညလို့လည်းထင်ထားပါတယ်အမြင်ပြောမယ်ဆိုရင်တော့ဒီပွဲမှာဘာစီလိုနာတို့အိမ်ကောမှာအမှားရွေးမရှိပဲဂိုးပြက်အနိုင်ရသွားမယ်လို့ထင်ပါတယ်ခမရလက်ကတော့3ဂိုးမရှိဒါမှမဟုတ်3ဂိုး1ဂိုးလောက်ဖြစ်နိုင်ပါတယ်ကဲပရိသတ်ကြီးတို့ရောဒီညပွဲမှာဘယ်သူတွေဂိုးသွင်းမယ်လို့ထင်ပါလဲကွန်မန့်မှာခမန်းပေးခဲ့ကြပါဦးအားလုံးပဲပျော်ရွှင်စရာညလေးတညဖြစ်ပါစေအခုလိုခမန်းကိုရလက်တွေနဲ့အတူအချိန်မှတင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးကြပါလို့တိုက်တွန်းလိုက်ပါတယ်နောက်ထပ်ပွဲစဉ်တွေလည်းတင်ဆက်ပေးတော့မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်